这是硬的，都变的了，还变，对不对？还搞丢了哟。搬家叫你这个，不要把录音不要弄光。你搞平民，哇，你别搞平民。是吧？你搞平民干嘛呀？你是吧？快点。你那也兄弟一个。是啊，平的，你要平的，有慢慢来的平的的。你刚要的也是标平的。标吧标嘛。这他标哎，平的是是我记的。标这录音不要嘛，这个你们打嘛，老早这干嘛了？这干嘛去？我这哪个路边摆的？呀，我住在那边的路边里头，你得记啊。没吃到跟着看着，俺们都在这买的话。Sorry吧，爸爸，你的你那个没你路，这他没有，这那你跟着别嘛，没来多的，很。你呀，地价。ကဲပြေးတက်ကြီးဖြိုးဖြိုးပြောကြတယ်နော်ဖြိုးဖြိုးသေးတာကိုမြင်ရင်လက်ကုပ်ပြီးပြီပါဖြိုးဖြိုးသွားနေငါတို့ဘာမှမဆိုင်တော့ဘူးဟာနားနေငါတို့မဆိုင်တော့ဘူး 你那会俺是帮你设备，မဆိုင်ဘူးသူကဝေါ်စားနေပြီ 这烟屁的都是我散开。 သဘောလားစက်ကိုင်းဘူး 下来你别着急， ဟာ 这我都吃那个，这个也是呢， ဒီနေ့ငါပြောပြောနေ 这个讲的偏偏真的，哦，马上我去没有你比 ဟော 较， ပါကွာ 过了不来的你哪里的？ ဟုတ်တယ်လားမင်းသားလေးကိုကိုလို့ပြောရတယ် ညနာနဲ့မလိုက်တယ်ပြော 过来的你哪里的？这个讲的可来劲了，好的要来不的，去没有有哪个 ပြ 呀？ အောင်ပြောပြအောင်ပြောညို့နာမပြအောင်ပြော 来不的， လက်ပွတ်တာ 来不的，去没有有，哎，这个讲的表情都哪个来呀？အခုတော့ဂျုံအောင်ခြေစုံကန်လိုက်ပြီ။အဲ့နဲ့တွင်းရမယ်လို့ပုတ်စုံနဲ့တွင်းအောင်လုပ်သွားတယ် ဟုတ်ကြပြားကြီးတယ်ဘာဆိုင် ဘေးဒီအောင်တိုင်းလားပကြီးလေးဝင်လား ။ဒီစိတ်ဒီမှာလေကျွန်တော်မှလေပရိသတ်ကြီးတက်လိုက်တဲ့အတက်ပဲရှိတော့တယ် ပြီးရတယ် ။နေ့လည်ကတက်လာ ငါဒီလေးအထက်ဆင်အထက်မှာဆင်လို့ ကိုတော်သူ့တော်မလောက်ဖြစ်တယ် တွေ့ကြည့်တယ် ဟုတ်တယ်မင်းသား ဒုက္ခပါပဲကွာအမင်းသားများမလာဘူးလေအမလေးဟုတ်ပါခါနာပါလို့ဟာမကြည့် မင်းသားကြီးလို့လောက်ရ တစ်ချက်ဆက်ပြမယ်အောင်တပူကိုကြည့်လိုက်ပါဘူချုံကျိုးတယ်ပူလာအောင်တပူကိုကြည့်လိုက်ပါဘူချုံကျိုးတယ်ပူလာလာတန်လေးကအစင်းလားဒီကိုလေးလို့ပါလာတန်လေးကအစင်းလားဒီကိုလေးလို့ပါလက်ကလေးကကျွတ်ကျွတ်ဆိုရင်ကြောင့်လက်ကလေးကကျွတ်ကျွတ်ဆိုရင်ကြောင့်စပင်လေးကကောက်ပါဝဲဘူပင်လေးလို့ပဲစပင်လေးကကောက်ပါဝဲဘူပင်လေးလို့ပဲလေးရောက်ကောင်းတယ်လားအောင်တပူကိုကြည့်လို့တော့ဘေလူရတယ်ပါ လောက်ကျုံးတယ်မှာဘေးတူးရတယ် ။ကောင်းမလို့လားတော့ အဲ့ဒါတို့ချင်ဟာဟေးဟာလက်ကြတယ်လက်ကြတယ် ရတယ်မကူနဲ့မင်းလက်ဘူးလက်တင်မှာမင်းမျိုးဝေးမှာမကူနဲ့ဘာလို့ဆိုရကြ ။ဒီစပေါ်တော့ရတယ်တော့ ခုံတက်တက်တာလားကောင်းချစ်သေးတော့လေ မိမရှာတရုပ်ဆောင်တော့ဟိုယောက်ျားကြီးမပြောင်းတိလိုက်ဆိုတာ အဲ့ဒါကိုပြောတာပြင်းရမလားအေးရဟိုချားချစ်ဆိုတာအဲ့ဒါပဲအဲ့ဒီမှာအောင်စုံလေးပြကြတယ်ဟဲတဲလေးလူစင်မပြောကြတာအောက်ကလေးလေဆက်ပါလေဒီမှာပြောသေးတယ်ကြားတယ် လူစပယ်တက်နေတာမင်းသားတက်တော့ပွေထားမယ်တဲ့ဟုတ်တယ်အဲ့လိုကိုယ်တိုင်လေးစင်းနေခံလိုက် အလုပ်တာ ခေါင်းပြီးတော့လေးပြောင်းဝင်တော့ ခေါ်နေတယ် ကိုမရီရဲ့ဆုံးဆုံးမရီရဲ့ဆုံးဆုံးညီမလေးတို့ဆုံးဆုံး ဒီမလေးတို့ဆုံးဆုံးဖဲသွားရင်လည်းအကုန်လုံး ဟာဘာလို့လဲ အကုန်လုံးဆုံးနေဖဲကြတယ် အကောင်းမပြောဘူးဗျာဒီလူကြီး ဒီကောင်လူစင်မမဟုတ်ဒီကောင်လူပြက် ကိုရပါတိတ်အောင် ဖြတ်ပြက်နေမင်းသားပြောတာလေ ဟိုတယ်မှာတက်ပြီးတယ်ညီတို့တက်တာရွေးချာချာ အဲ့မပါဘူး ဘယ်လိုလဲခိုင်းရတော့လို့ မင်းလည်းပြုံလာတော့လည်းပြုံလာမေးကြည့်မှာ ကျွန်တော်အပွဲလုံးအားလုံးချမ်းတယ်ကျွန်တော်တယောက်တည်းပဲချမ်းပါအဲ့ဒါဟိုတယ်မှာတေးတာဗျာမမေလက်ဖို့တဲ့ဟိုတယ်ပဲဟိုတယ်မှာမရတော့ဟုတ်ကဲ့
ဘာလို့မရတာလဲအောင်စဘူးပွဲရလူတွေနဲ့ပြည့်နေလို့အမေ ဟုတ်တယ်လေ ဒီလေကြည့်အဲ့ဒါမှလေပြောလိုက်တာမဟုတ်ဘူးသူတို့အကောင်လို့ဟိုတယ်မှာမင်းသမီးတွေဟိုတယ်မှာသူတို့ဇက်အောင်မှာအိတ်တာဗျာပူလိုက်တာနောက်ဆိုကျွန်တော်ဇက်အောင်ဆောင်တရေကြီးများဖြစ်နေတယ် တို့ကနေချင်လို့နေတာမဟုတ်ဘူးနေနာလေးကိုရိုးညစ်ပြီး ဩတဲ့ အောင်စမှုဇက်တဲ့ဘေးကအဖွဲသားတွေအကုန်လုံးဓမ္မနီလည်းဟဲ့လို့မေးလိုက် မေးလိုက်ရင် အကုန်လုံး one turn ပါ ဒါပဲ မင်းဆိုင်တော့ဇက်တမင်းကိုမစား ဘာမှလည်း အပြေပါလဲစား အပြည့်ပါပါ ဇက်တမင်းဘာလို့မစားလဲသိလားပြောတူးမနဲ့ဘူး အချောက်ကလေးပါ များသွားပြီပေါ်စံမွေးချွေးတာကျွန်တော် ပေါ်စံသူတို့ပဲစား ကောင်းပါလားသူလည်းဆောက်လို့ ရွှေဘိုးပေါ်စံမွေးမိသားစုများ ပေါ်စံမွေးမမလေးတစ်ထောင်လောက်ရှိတယ် အဲ့ဒါနောက်မှမယုံရင်လာကြည့်လိုက်မေး အဲ့လက်ကသူတို့ကြွေးတာကိုကြက်တွေကြွေးတာ ဟုတ်တယ် ကျွန်တော်လူလည်းကျွေးပါလေ အဲ့ကနာအဲ့ ဘာလဲ ဘာဝင်လဲအဲ့ သူကလေ ထုံးတယ်စကားရေ အ ပေါ့ ကုန်လုံးကမှတ်တာပတိပေါ်ဆန်းသတ္တမရိယာပတိစကွဲဟောတကယ် ဒီကစင်တက်ကြည့်တော့ ဟောချွေးရတော့မှ ဟုတ်တယ် ဟင်းကို ရှေ့ကျွေးတာ အသားဟင်းမပါတဲ့ရမရှိ ဟုတ်တယ် မသားတူသားတူဒီနေ့ဟင်းရမတကယ်ကောင်းတာ မင်းတို့တကားကောင်းတော့လက်လည်းမဖြစ်နေ ခင်ဗျားတို့တခါတလေတက်တက်လို့လေးစားနေခြင်းလို့စီမံပေးတာ ဘလို့မလာပါလေဘလို့တော့စားလာတာလည်းမနစ်တည်း အဲ့တော့တက်လေးတွေပဲပြောနေရွှေပေါ်ကျွန်းတော့မတော်ဘူးအဲ့ဒါတော့ဟုတ်တယ်ဆမ်းမလို့ကျွန်တော်တို့ဆမ်းအဲ့လေတစ်ခါစားရင်အဲ့လိုက်ဝယ်ပြီးတာဘလို့အိတ်တွေတပည့်အိတ်လေးနဲ့ဆွဆွလာတယ် တော့လေဒီနေ့ဆိုဟင်းကျွေးတာတကယ်ရှင်း ဘလို့ ငါးရင်းချက်တာငါတော့ကျိုးချက်တာမဟုတ်ချင်းချက်ကစုံရဲ့ချင်းချက်ငါးရင်းလည်းပြောတယ်လွယ်ချင်း ငါစားကောင်းလို့ ငါတို့ဘယ်လောက်ကြီးလဲဆိုကစုံရဲ့တဲ့ကိုဝင်ဟာအဲ့ဒါတော့မမရေးတဲ့ချင်းလည်းပဲလေရေးတာများငါလည်းမတွေ့ဘူးငါ့ကိုရှာမလို့ မင်းတို့စင်တက်ကြည့်တော့ဒီ ချက်သား အဲ့ဒီစက်သားကိုပြောမယ်စက်သားကျွေးတာပေါ့လေစက်သားလေးသစားလေးနဲ့စားရတာ ဘယ်လိုစား ကြက်မြင့်ကြက်တဲ့မင်းသားဟင်းရေအုပ်ပေါင်းကျန်ဆက်စရာလန်ကျန်တဲ့အဖွဲသားကြက်ချီစား ကျွေးရတာဟုတ်တယ်ဇက်သမားတွေကျွေးတာတက်တာနဲ့ကျွေးတာဒါပေမဲ့တယောက်တစ်လုံးမစားတတ်တဲ့ကောင်တွေကျတော့ညမ်းစာငတ်တယ်ဟောကျွန်တော်ကျတော့စားတတ်တော့ကြတာလွယ်လွယ်လေးညမ်းစာပါဆက်စားတက်တာတော့အချီယူလေးနဲ့ချီတာသမင်းတို့လေးပြစားလိုက်အချီတို့လေးမျိုးလိုက်ဒေတောင်းလေးရလိုက်ဇက်ကိုဆွဲထုတ်လိုက်သမင်းတို့လေးထည့်လိုက်တက်တောင်းလေးမျိုး ထုံးတယ်စကားရေပေါ့မိသားစုအကိုတို့တကယ်ပြောတာ ဟုတ်တယ် လူတယောက်ချက်တော့ဘယ်ဆက်ကျွေးလဲ ဘယ်ဆက်ကျွေးလဲ ဘယ်ဆက်ကျွေးလဲ ဘယ်ဆက်ကျွေးလဲလို့ ဘယ်ဆက်မှတော့မကျွေးလဲကျွန်တော်ကျွေးစရာလို့လား အေးရမကျွေးနေမင်းသမီးကရိုက်ထားတာမလားကျွန်တော်ပြောပါလေရိုက်ထားတာ မင်းတို့ကမင်းဘူးတဲ့မင်းတို့ကလည်းလူတယောက်ကိုချက်တဲ့ကောင်ပါဒါပေမဲ့အကောင်တော့မပေါက်ဘူးခုလေးတွေ ဆောင်းမပြောဘူးဒီနေ့ပါကြည့်လဲငါစုပ် ဟုတ်ခေငါချ ငါစုပ်ကအစ်စ်နော် အဲ့ဒါအစ်စ် ငါစုပ်အစ်စ်ကြီးငါစုပ်ရဲ့ မစိုးအတုရှိနေလို့လား တော့ဘိုက်ကိုဆိုင်ရနေတာသူ ဟုတ်တယ်နော်အဲ့ဒါမကြီးလာပါဆိုတော့ မကြီးကြီးနဲ့ငါပဲချင်းနဲ့ ကိုကခေါင်းဆောင်မင်းသားဖြစ်နေပြီအင်တာနက်ရှင်နယ်ဖြစ်နေကြီးလာတယ်ကြီးလာအားနေငါစုပ်စား ငါဖက်ငါစောက်ကုန်ငါဖက်ငါစောက်ဆိုတာကခေါင်းလေးနဲ့အရေးခွန်းလေးအယိုးလေးနဲ့ပဲကျန်တယ် ဒီလိုမှတော့ငါပဲငါစုပ်ဒီလိုပါတော့ငါပဲငါစုပ်ကိုကြီးရကြီးတယ်ပဲ ဟုတ်လား ဒီမိုက်တူကနေတိုက်ချက်တာ ဟာဘယ်နဲ့လဲ အဖေရောဘာနဲ့တိုက်ကြလဲ ဘုရားကလေးရှိတယ် အဲ့ဒါပြောပါ ငါစုပ်ဆိုတူကြီးတွေမြင်ဘူးလေမလားဟောဒီလိုတောင်ကြီးတာကောင်းကင်ယူတဲ့နေရာငါစုပ် ပါတယ်ဗောပြောချင်တာပါတယ်ဗောလက်ကစားပါတိတ်ခါချတာပါ မင်းတို့ ကျွန်တော်တို့က အဲ့လိုအပြစ်ပြောတဲ့အတွက်မနှက်ပြန်ကြလို့ရှင်မင်းတို့ဟင်းတစ်တုံးရှော့မယ် မလုပ်ပါနဲ့ကိုကြီးတော့မလုပ်ပါနဲ့ကိုကြီးကျွန်တော်ပြန်နေတာတိုင်းတော့မလုပ်နဲ့ဗျာ ဘာဖြစ်လို့လဲ ပြေးရမှာတယ်လို့ကိုတိုင်းပေါ်လာအိုင်းတိုင်းတကယ်ပေါ်လာအဲ့လိုပြောနေဇက်ကိုသိက္ခာမချနဲ့လက်ကတော့မအိုင်းတိုင်းတကယ်ပေါ်လာအမလေးလူတယောက်ကိုဇက်သားဖွဲ့တော့တယောက်ကိုငါတကောင်ငနီတူချောက်ဆောက်တော့ အကွာတကယ်မင်းကျတော့တကယ်စပုံမှုရောက်ခေါ်တာတင်းမာကြီး ကျွန်တော်မှကျွန်တော်ကြည့်မိလို့ ဟုတ်တယ်အရှင်ကျွန်တော်ကညနေကဘိုက်စာလို့ဆိုပြီးတော့ညသမင်းစားလို့သွားတောင်းတာဟုတ်လားအဲ့ဒါအမေရဘယ်လိုပြောတဲ့အဲ့လေကိုထဲဝါတကယ်ဟုတ်တယ်အားထဲရပါလေလို့ ဘယ်နဲ့လဲအမေဒါလို့ကျွန်တော်တို့ဆုံးလို့သေးတာစက်သားဟင်းထွေးတာစက်သားရိုးချက်မို့ကိုပြောက်ချက်ကိုပြောက်ပြီးခေါင်းနဲ့ချက်ဝင်ပါတယ် တကယ်တော့ထဲဝါပါဒါလည်းအဲ့ကိုလိုထဲနေ မင်းကမထက်လိုက်လို့ငရုံးဆိုဘူး ဟုတ်ပါကိုမရေရဲ့ဆိုး